ဆိုးပေးထားတယ် အမေ အမေဆိုးပေးထားအမေမဆိုးပါဘူးတော်လားပဲဆိုးတာနော် ဟိုတကယ်တော့ဆိုင်မှာလဲဆိုသေးတယ်အပေါ်ကနေမှထပ်တင်တာအိမ်မှာရှိရဲ့စီးနဲ့ထပ်တင်လိုက်တော့အယောင်တွေကရောကုန် ရောကုန်ဒီကောင်လေးထားလိုက်လေလာတယ် ဒါတော့ ထားတော့ဟာဘုကဘာလို့မအောင်ရ အမဲပဲဆို အမေဆိုဘာလို့အမေဆိုမ ဒီရောင်ကြီးကြိုက်တော့ ဒီကောင်မကြိုက်ဘူးဟာတခြားရောက်မတောင်းတော့ မအမ်ကြောင်းတော့ အမေပဲတေးကြလို့ သိကြတယ် ဒီဘက်ကအရင်ရှုပ်နေအရင်ရှုပ်ပြီးတော့ဖွာနေတယ်ဆိုတော့ PC လောက်ပြင်မယ် PC လုံးမရမှာအရင်ဖြောင်းလို့လည်းမရအောင်ဝင်ကောင်းလို့လည်းမရအောင်ချွတ်စေးရတုံးထားတော့လေအဲ့တော့ PC ခင်းမဲ့အောင်ကြောင်ကြောင်အီအီလေးဖောင်းလို့အဲ့လိုလုပ်ပြီးလို့ရှိရင်အမဲဥမာအမျိုးပေါ့တက်ဘရောင်းပုံစံမျိုးဆိုပေးမယ် အာ နော်ဆိုရင်လည်းအရင်မထိခိုက်ဘူး ဆော